ကိုနောက်တော့မှချခြင်းအဖြစ်ပါအားသာချက်လေးရှိလဲဆိုတော့သမီးသိကြတယ်ပြပြပေးပါဒီနေ့ကတော့ဒါမိထက်ရဲ့ private သင်တန်းသူတွေပေါ့နော်ဒီထက်ကလေးကလိမ့်ထားတဲ့လက်ရလေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ TPI လေးကိုမှအခုနောက်ဆုံး update ဒီစနစ်လေးနဲ့ပေါင်းပြီးတော့ရတယ်ပေါ့နော်ပြီးတော့ဒီနေ့ foundation ချတဲ့ data ချက်တွေကအားရင်ကြည့်ရတယ်ညလုံးအရင်ချိန်ပြီးတော့ foundation ချတဲ့ technique လေးနဲ့သူသုံးထားပြီပေါ့နော်ဆိုတော့ဒီချိန်မှာဒီမှာနောက်ဆုံး update ဒီ foundation ချနည်းလေးဒီမျက်လုံးချိန်လေးနဲ့ပြောတာထက်ပြီးတော့သင်ကြားပြဖြစ်ပါတယ်ဆိုတော့အခုဆိုလို့ရှိရင်အဲ့တော့ foundation ကိုနောက်တော့မှချခြင်းအဖြစ်ပါအားသာချက်လေးရှိလဲဆိုတော့သမီးသိကြတယ်ပြပြပေးပါဖောင်ဒေးရှင်းနောက်မှချတော့မိတ်ကက်ကြရှေ့ခံမှုကကဲလေး၄နိုင်ခံမယ်ဆိုလို့ရှိရင်နောက်မှချပြန်9နိုင်ဆောင်းနိုင်ပို့ပြီးတော့ဟုတ်ကဲ့ပါမယ်မိတ်ကက်တာကော့မှုဆိုလို့ရှိရင်စိတ်ချရတယ်ဘာလို့ကတော့အစီပြန်သမားတွေပဲဆိုလို့ရှိရင်အခုငွေနဲ့တော့မစားချင်တာပို့ပြီးတော့အစီနော်ပြည်စီနော်ဟုတ်ပါတယ်ဆို foundation ကြိုပြီးတော့ချခြင်းအဖြစ်ဥမာတချို့ဆို make up lane နေနဲ့ချွေးတွေအရန်ထွက်တတ်တာရှိတယ်အဲ့ကချွေးကလူဆိုတာဇောပြန်တဲ့အချိန်မှာချွေးအရန်ထွက်ပြီးတော့ make up တွေကွက်တာမျိုးဖြစ်တတ်တာပေါ့နော်အခုလိုမျိုး foundation ကိုနောက်တော့မှချခြင်းအဖြစ်မျက်လုံးပြီးရဲ့အခါမှာမျက်လုံးချဲရဲ့တနာရုပ်ဖယ်လိုက်လို့ရှိရင် foundation ကအဲ့ဒီချိန်မှာမျက်လူကအေးစစ်စစ်လေးမျက်လုံးလေးချဲပြီးနေညာပြည့်ချမို့ချွေးထွက်တာလည်းငြိမ်သွားတယ်တုံတုံမှာတချို့ဆိုရှင် foundation ချပြီးတော့မျက်လုံးချဲအခါမှာမျက်လုံးချဲနေတဲ့အောက်က foundation ညာချွေးထွက်ပြီးကွက်တာမျိုးရှိနိုင်တာပေါ့နော်ဆိုတော့ဒီလိုမျိုးနီးစနစ်တွေကိုလည်းသူကကာကွယ်ပေးပြီးသားဖြစ်တာပေါ့နော်ဆိုတော့ဒါကတော့ဒီက foundation ကိုနောက်တော့မှချခြင်းရဲ့အားသာချက်တွေပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်လက်ရှိမှာ by one class တွေရော basic profile class တွေရောရှိပါတယ် basic profile တလားတင်တက်ချင်တယ်ဆိုတော့6လပိုင်း1ရက်နေ့မှာစမယ်အတိုင်းလေးလည်းရှိပါတယ်အခုလက်ရှိမှာအပ်မယ်ဆိုတော့6လပိုင်း update ပါမှာဖြစ်တဲ့အတွက်ကြောင့်မို့6လပိုင်းကို1လနဲ့10ရက်တောင်မှတက်ခွင့်ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အသေးစိတ်ကိုတစ်ထပ်ဖုန်းလေးဆက်သွယ်နေမြတ်စုံစမ်းနိုင်ပါတယ်ကျေးဇူးပါ